နော်ငါ plant data နဲ့ inverter နဲ့ရွှေ့တာဘာကွာလဲလို့မေးစရာရှိတယ်နော် plant data မှာ solar ထောက်လိုက်ဘာမှမလား grid ကိုထောက်လိုက်ဘာမှမလား battery ကိုထောက်လိုက်ဘာမှမရှိဘူးအလုပ်ကိုထောက်လိုက်ဘာမှမရှိဘူးအလဲကိုထောက်လိုက်ဘာမှမရှိဘူးအဲ့တော့ inverter ကိုနှိပ်နှိပ်ကြည့်မယ် grid ကိုgrid ကပေါ်လာပြီ grid ကဘာတွေလဲပေါ့နော် grid ကဝင်နေတာလာနေတာပေါ့နော်230 volt ရှိတယ် grid ဝင်တာဒီမှာ solar ထောက်လိုက် solar က PP1 PP2 ရှိရယ်PP1 volt ရော watt ရော ampere ပေါ့နော်လောဆယ်ဘာမှတိတ်ပြီးတော့ battery ကလည်းပြည့်လို့နေဖြစ်နေတာဘာမှ ampere မှတိတ်မရှိဘူးနော်battery ကိုထောက် battery ကအတိုင်းပဲ battery က109နဲ့ဝင်နေတယ် volt က 54.8 volt ရှိတယ် current က -1.9 current ရှိတယ်နော် temperature က 26.6 degree celsius လောက်ပဲဒီတိုင်းပဲလောက်ကတော့ဒါ AD ရဲ့ချိန်တာတော့မမြင်ရတာပေါ့နော်ဒါပေမဲ့ volt ကတော့ရှိရယ် watt မရှိတာနော် volt ကတော့ရှိရယ် watt မရှိတာအလဲကိုနှိပ်ကြည့်အလဲရောနှိပ်ကြည့်တာ inverter ရဲ့ information ကိုတွေ့ရမယ်ဒါစက်ရဲ့ display ပေါ်နှိပ်တဲ့ပုံစံအတိုင်းပဲဒါကွာတာဒီ plan နဲ့နော်ဒီအောက်က inverter နဲ့နှိပ်ချင်းဘာကွာလဲဆိုတော့အဲ့ဒါကွာ